Along with Minglawa, Sierra Samuel Minkama. Mania exercise 1.1, chapter 1, exercise 1.1. Number 1, Mania E, 1, Tinia, number 1, B. Liu Daya. Sarah, number 1, B. Tuga, Mania counseling Alma Shima. Sarah solve the following equation to the counseling Alma Shima. At the equation, she did a beta equation solve, but the gain of patient beaver. That's 0 and medication Sharon, that's a 2 beta equation negotiation. Minus 2h square plus 4h minus 3 ပေါ့ဆရာတို့ကအဲ့တော့သူ့ကိုအလွယ်ဆုံးရှင်းဖို့အတွက်ဆရာတို့ကဘာလုပ်ရလဲဆိုရင်ဆရာတို့ကအဲ့ဆရာတည်ထားရမှာဒီအပိုင်းမှာတည်ထားမှာတခုရှိဘာလဲဆိုဆရာတို့ကစာဝင်ခွဲတဲ့အခါh square ရဲ့ရှိမှာဆရာဒီ minus ထားလို့မရဒါဆို minus ထားလို့မရတဲ့အတွက်ဆရာတို့ဘာလုပ်ရလဲဆိုရင်ဆရာဒီအနှုတ်နဲ့မြှောက်ပြရတယ်ညီမြချင်းနှစ်ဖက်လုံးပေါ့နော်ဒီဘက်ကော0ရှိတဲ့ဘက်ပေါ့အဲ့အကုန်လုံးကိုဆရာတို့ကနေပြီးတော့ minus နဲ့မြှောက်ပြရဒါဆို minus နဲ့မြှောက်မယ်ဆိုဆရာတို့ဘယ်လိုဖြစ်သွားမလဲဆိုအဲ့တော့ 2h square minus 2h square ဒီတဲ့ဆရာတို့က plus 2h square ဖြစ်သွားပြီ 2h square အဲ့တော့ plus 4h ဒီ minus 4h ဖြစ်သွားပြီ minus 3ကဆရာတို့က plus 3ဖြစ်သွားမယ်ပေါ့ h equal to 0ပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ပြင်ဘာထပ်လုပ်လို့ရသေးလဲဆရာဟုတ်ပြီအဲ့ h square ရှိမှကျတော့2ရှိနေတယ်အဲ့တော့ဆရာတို့ကစားလို့ရလားပေါ့အဲ့တော့2မှာရှိတဲ့ကောင်ကိုဆရာတို့က1ဖြစ်အောင်ထားကြည့်မယ်1ဖြစ်အောင်ဆရာဒီဘာလုပ်မလဲဆိုရင်2နဲ့စားပြမှာဒါဆိုသူ့ကို2နဲ့စားအကုန်လုံးလည်း2နဲ့စားမှာဒါဆို 2h square ကို2နဲ့စားရင်ねဆရာဒီ8 square အဲ့တော့ 4h minus 4h 4h ကို2နဲ့စားလိုက်ရင် minus 2h ပေါ့ဒါဆို minus 2h ဒီမှာဘယ်လောက်ဖြစ်သွားမလဲဆိုတော့3ကို2နဲ့စားရင်ကြအပြတ်စားလို့မရတဲ့အတွက် plus 3/2ဆိုတဲ့အခြေအနေလေးဖြစ်သွားမယ် is equal to 0ပေါ့ okay ဒါလေးဖြစ်သွားပြီဆိုဆရာဘာလုပ်မလဲဆိုရင်ねဆရာတို့ကနေပြီးတော့စာခွင့်ခွဲလို့ရတာကြည့်ရအောင်ဆရာတို့ h square minus 2h သူ့ရဲ့နောက်မှာရှိတဲ့ h power 0တက်ဒီဆရာဒီ3/2ဖြစ်နေတယ်3/2ဆိုဆရာတို့စာခွင့်ခွဲလို့မရရတော့ဆရာဒီညီမြချင်းတစ်ဖက်ကိုမနေရတိုင်းလေးပဲဆရာတို့ပို့ရအောင်ဒါဆိုဆရာတို့ဘယ်လိုဖြစ်သွားမလဲဆိုတော့ h square minus 2h is equal to minus 3/2ပေါ့ဒါဆိုဆရာတို့ကနေပြီးပြီလားမပြီးသေးဘူးအဲ့တော့ရှေ့ကိန်းနှစ်sorry h square h နှစ်ထပ်တစ်ထပ်ပြီး8ပါဝါ0တက်ကြမယ်ဒါဆို8ပါဝါ0တက်ကိုဆရာဘယ်လိုရှာမှာလဲမနေ့ကအတိုင်းပဲဆရာတို့ကနေပြီးတော့ဒီ8ပါဝါတစ်ထပ်ကျမြှောက်ဖော်ကိန်းကိုဆရာက2နဲ့စားပြီးတော့2ထပ်တင်ပါဒါဆို2ကို2နဲ့စားလိုက်ရင်ဆရာဒီ1ရမယ်ဒါဆို1ကို2ထပ်တင်ပါဒါဆိုဆရာတို့ကနေပြီးတော့h square minus 2h အဲ့တော့plus 1 square ပေါ့ဒါဆိုဆရာတို့ကနေ1 square ပေါင်းမယ်ဒီဘက်ကို1 square ပေါင်းဆရာဟိုဘက်ကိုလည်း1 square ပေါင်းမယ် minus 3/2 plus 1 square လေးဖြစ်သွားမှာပေါ့ဒါဆိုဆရာတို့ကဘယ်လိုဖြစ်သွားမလဲဆိုတော့h square minus 2h ဆရာဒီ1နှစ်ထပ်က1ဖြစ်တဲ့အတွက် plus 1ပဲဖြစ်သွားမယ်ဒါဆို h equal to အဲ့တော့ minus 3/2 1နှစ်ထပ်ကလည်း1ပဲဒါဆိုဆရာတို့ကြည့်ရအောင်h square minus 2h plus 1ဒီတဲ့ဆရာတို့စာခွင့်ခွဲလို့ရပြီလားဒါဆိုဆရာတို့ကမနေ့အတိုင်းလေးပဲစာခွင့်လေးခွဲကြည့်ရအောင်အဲ့တော့ဒီမှာရှေ့ကိန်းက h square ဖြစ်တဲ့အတွက် h ပေါ့ h နဲ့ h နဲ့မြောင်းရင် h square ရမယ်နောက်ကိန်းဒီ1ဖြစ်တဲ့အတွက်ဆရာဒီ1တက်လီ1ဒါဆိုဆရာဒီကြည့်ရအောင်အဲ့တော့ h ကို1နဲ့မြောက်တော့ 1h ဒီ h ကို1နဲ့မြောက်တော့လဲ 1h ဒါဆိုဆရာအလယ်မှာဖြစ်ရမှာ minus 2h ဖြစ်တဲ့အတွက်ဆရာနှစ်ခုလုံးပေါင်းမှရမှာအနှုတ်ဆိုပေါင်းမယ်ပေါ့အဲ့တော့သူ့ကိုအနှုတ်ပေးသူ့ကိုလည်းအနှုတ်ပေးဒါဆိုဆရာတို့ကဘယ်လိုဖြစ်သွားမလဲဆိုတော့ h minus 1 the whole square ဖြစ်သွားမယ်အဲ့တော့ဒီဘက်လေးက h minus 1 the whole square is equal to ဟိုဘက်ကိုဆရာတို့ကြည့်ရအောင်ညီမချင်းတစ်ဖက်မှာ 3/2 အပေါင်းအနှုတ်မှတ်ထားပါအပေါင်းအနှုတ်ဆိုရင်နှုတ်မှာပေါ့အပေါင်းဆိုရင်ပေါင်းမယ်အနှုတ်ဆိုရင်လည်းပေါင်းမယ်အဲ့တော့အပေါင်းအနှုတ်ဆိုရင်နှုတ်မယ်အနှုတ်အပေါင်းဆိုရင်လည်းနှုတ်မယ်အဲ့ဒီရမယ်နော်ဒါဆိုဆရာတို့ကြည့်ရအောင် 3/2 1အဲ့တော့ဆရာတို့ကနှုတ်ဖို့အတွက်ကိုဆရာတို့ကြည့်မယ်နော်ပိုင်းကြည့်လေးညှိလိုက်မယ်ဆရာအဲ့တော့ပိုင်းကြည့်2နဲ့ညှိလိုက်မယ်ဒီဘက်ကမြောက်စရာမလိုတော့ -3 အဲ့တော့ +1 ဒီ2နဲ့ညှိရင် +2 ဖြစ်သွားမှာပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ -1/2 ဆိုတဲ့အဖြေလေးထွက်လာဒါဆိုဆရာတို့ကနေပြီးတော့3/2 ရဲ့ကနေ1ကိုနှုတ်တော့ -1/2 ဆိုတဲ့အဖြေလေးထွက်လာမယ်ဒါဆိုဆရာတို့ကနေပြီးတော့ -1/2 okay ပြီးပြီလားမပြီးသေးဘူးဆရာကဘယ်ပုံစံဝင်သွားပြီလဲတဲ့ဒီ formula ထဲဝင်သွားပြီပေါ့ minus n ဒီဆရာတို့ကနေပြီးတော့ plus or minus square root of n တခု square ပုံစံဝင်သွားဒါဆို minus n နေရာမှာ 1/2 ဝင်နေဒါဆိုဆရာတို့ဒီ n နေရာမှာဆရာဘာထည့်လို့ရပြီလဲ 1/2 ထည့်လို့ရပြီပေါ့ဒါဆိုဆရာတို့ကဘယ်လိုဖြစ်သွားမလဲဆိုတော့ h minus 1 the whole square is equal to
ဒါဆို minus ကလေးက auto ပြောက်သွားတယ်အဲ့တော့ plus or minus square root of 1 by 2ပေါ့အဲ့တော့ I the whole square တချို့ပြောကြတယ်အဲ့တော့ဆရာကဒီမှာ minus ရှိတယ်ဒီမှာဘာလို့ minus မပါတော့ဟုတ်ပြီပုံသင်နီးမှာလည်းဆရာတို့က minus နေရာမှာဆရာဒီဘာဝင်သွားတာလဲဆိုရင် plus or minus square root of n9 the whole square ပုံသင်နည်းထည့်လိုက်တဲ့အတွက်ဒီ minus က auto မရှိတော့ဘူးပေါ့နော်အဲ့ဒါလေးကိုသိထားရမယ်အဲ့တော့ပြီးရင်ဆရာဒီsection ရအောင် h minus 1 the whole square အဲ့တော့ဆရာဒီဘာလုပ်လို့ရလဲ the whole square ဆရာရှင်းလို့ရပြီဒါဆိုဆရာဒီဘက်မှာဘာပဲကြံမလဲဆို h minus 1 is equal to ဒီဘက်မှာက plus or minus square root of 1 by 2 i မဲကြံမှာပေါ့ဒါဆိုပြီးပြီလားမပြီးသေးပါဘူးဆရာတို့ကနေပြီးတော့root ကိုဆရာတစ်ခုချင်းစီဖြည့်လို့ရအောင် root 1 by root 2ပေါ့နော် root 1 by root 2ဆိုတော့1ကိုဆရာတို့ကနေပြီးတော့ဘယ်လောက်ပဲဆရာတို့ကနေပြီးတော့ root ထားဆရာတို့1ပဲပြန်ရအောင်ဒါဆိုဆရာလူလေးလုပ်လိုက်မယ် plus or minus 1 by root 2 i လေးဆရာထားလိုက်မယ် okay 1 by root 2 i မပြီးသေးဘူးဆရာတို့ကနေပြီး root 2ကအောက်မှာထားလို့မရအောင်မှတ်ထားပါအဲ့တော့ပိုင်းချီမှာဆရာတို့ဒီအမြဲတမ်း root ထားလို့မရဒါဆိုဆရာတို့ကနေပြီးတော့ဒီ root ကိုပြောက်ချင်ဆရာဘာလုပ်ရလဲ root 2နဲ့ root 2နဲ့မြှောက်ရင်ဆရာ2ရတာကို root 2နဲ့ root 2နဲ့မြှောက်ရင်ဆရာတို့ကနေပြီးတော့2ရတယ်ဒါဆိုသူတို့နှစ်ခုကိုမြှောက်ဖို့အတွက်ဆရာဒီဘာလုပ်နေလဲ root 2လုပ်နေတယ်ဒါဆိုဆရာဒီဘယ်လိုလုပ်မလဲဆိုတော့ h minus 1 is equal to plus or minus အဲ့တော့အောက်ကို root 2နဲ့မြှောက်တော့အပေါ်လဲ root 2နဲ့မြှောက်အောင်ပါပေါ့ဒါဆိုဆရာတို့ကနေပြီးတော့အဲ့တော့အပေါ်က1က root 2နဲ့မြှောက်လိုက်တဲ့အတွက် root 2ဖြစ်မယ်အောက်ကကျတော့ဆရာဒီ2ဖြစ်သွားပြီ root 2 by 2 i ပေါ့အဲ့ဒီရမယ်နော် okay ဒါဆိုအဖြေလေးထွက်လာပြီအဲ့တော့မှဆရာဒီထို့ကြောင့် two solution are မနေရာအတိုင်းလေးပဲပေါ့နော်ဆရာတို့က two solution are sorry ပါအမ minus 1ဒီဘက်မှာနှုတ်ထားတယ်ဟိုဘက်သွားရင်ပေါင်းပါပေါ့ဒါဆို h is equal to အဲ့တော့ဒီဘက်ရရင် plus 1ဖြစ်တဲ့တော့1 plus or minus root 2 by 2i ဆိုတဲ့အဖြေလေးထွက်လာဒါဆိုဆရာဒီအဖြေနှစ်ခုဒီ h is equal to 1 plus root 2 by 2i and h is equal to 1 minus root 2 by 2i ဆိုပြီးအဖြေလေးထွက်လာတယ် okay အဲ့ဒီရမယ်နော်အဲ့မှာဆရာတို့သိထားရမှာနှုတ်လေးဆရာမနေ့ကလိုပဲနှုတ်လေးတစ်ခါပဲပြမယ်ပေါ့နော်အဲ့တော့ဒီပုံစံတွေကိုဆရာတို့သင်ချာတွက်တဲ့အခါမှာဆရာတို့ကနေပြီးတော့အခြေခံသဘောတရားလေးနည်းနည်းလေးသိရမယ်အဲ့ဒါဘာလဲဆိုတော့ဆရာတို့ကနေပြီးတော့တဲ့အနှုတ်မြောက်ရင်တဲ့အပေါင်းနော်အနှုတ်မြောက်ရင်အပေါင်းအဲ့တော့အပေါင်းရင်အပေါင်းမြောက်ရင်လေအပေါင်းရအဲ့တော့အနှုတ်အပေါင်းမြောက်ရင်အနှုတ်မြောက်ရင်အနှုတ်ရအဲ့မျိုးမတူတဲ့လက္ခဏာနှစ်ခုကိုမြောက်ရင်ဆရာဒီ minus ပြန်ရတာအဲ့မျိုးတူတာကိုမြောက်ရင်တော့ဆရာဒီ plus ပြန်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဆရာတို့ကဒီသင်္ချာသဘောတရားလေးဒါလေးတွေကိုသိထားမှဆရာတို့ကနေသင်္ချာကိုလွယ်ကူကူလေးတစ်ဆင့်ချင်းတွက်နိုင်မယ်လို့ပြောတာနော်အဲ့ဒါလေးတွေကိုနားလည်အောင်သိချပြန်ကြည့်ပေးပါနော်ကျေးဇူးပါ